ရွှေမိုးအလင်းတန်း channel ကပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းကြယ်ဇာတ်လမ်းတွေနဲ့ဂမ်ဘီယာစမ်းကြယ်ဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အာယုံဤရဲ့နနက်ခင်းအလင်းရောင်မပေါ်သေးတဲ့တိတ်ဆိတ်နေတဲ့အချိန်မှာစောင်းမဖွယ်ရများထွက်ပေါ်လာတဲ့အတန်ကြီးမှာမြင်တွေ့နေရတဲ့လူအလုံးရဲ့စိတ်နှလုံးကိုစိတ်မချမ်းမေးဖွယ်ရမြင်တွေ့နေကြရတယ်။အဲဒီမှာတည်တံကြားခံရတဲ့ကျိုးသမားအောင်တင်းဆိုတဲ့သူဒီမနေ့စောစောမှာကျိုးစင်တင်ကြီးပေါ်မှာတောက်ဖြုတ်လိုက်ပြီးတက်ဖြစ်လိုက်တဲ့မြင်ကွင်းကိုအဲဒီမှာတည်တံကြားခံရတဲ့ကျိုးသမားအောင်တင်းဆိုတဲ့သူဒီမနေ့စောစောမှာကျိုးစင်ကြီးပေါ်မှာတောက်ဖြုတ်တက်ဖြတ်ခဲ့တဲ့မြင်ကွင်းကိုမြင်တွေ့ကြရလို့ပဲဖြစ်ပါတယ်။ဒီလိုကျိုးပေးစီစဉ်ရမယ့်တာဝန်မှာကျွန်ုပ်တာဝန်ဖြစ်နေတာကြောင့်ထောင်ပိုင်ကြီးထံမှလက်ကင်ဘဝအဖြူလေးကိုမောင်ရီဝိုးတဝါးကြားမှာဝေရန်အချက်ပြနေတာကြောင့်ကျွန်ုပ်လက်ထဲမှာဆေးထန်နေအောင်ချွေးများစွန်းနစ်နေတဲ့တောင်မောင်းတိုင်ကိုဆွဲချလိုက်လို့ဖြစ်ပါတယ်။ကျိုးသမားအောင်တင်ရဲ့သိဆုံးနေတဲ့ခန္ဓာကိုကျိုးစင်အောင်လှိုင်ကောင်းတွေကဆွဲယူထုတ်ပြီးတင်းချိုင်းစီကိုခေါ်ဆောင်သွားပြီးမြေမြုပ်တဲ့ချိုးပေးလိုက်တယ်။ကျွန်ုပ်လည်းဒီနေ့တာဝန်မူကြီးတာဝန်ကျနေတာကြောင့်ည8 နာရီတိတိမှာထောင်ထဲကိုကျူတီပြန်ဝင်ရမှာဖြစ်တယ်။ဇနီးတဲ့ခူးပေးတဲ့ထမင်းပွဲကိုနောက်ဖေးမှာတယောက်တည်းထိုင်စားနေတယ်။ဇနီးဖြစ်သူနဲ့တားတီဗီမှာပြတဲ့ကိုရီးယားဇာတ်လမ်းတွေကိုအင်ရှိမှာထိုင်ကြည့်နေကြတာကြောင့်ဖြစ်တယ်။ကျွန်ုပ်ကထမင်းစားပြီးစားကျွင်းစားကြံများနောက်ဖေးမှာရှိတဲ့ခွေးစာခွက်တဲကိုတိုးချပစ်နေစဉ်ခွေးမဲတစ်ကောင်ကတစုံတရာလမ်းမြင်နေသလိုထိုးအောင်နေခြင်းဖြစ်တယ်။ကျွန်ုပ်လည်းနောက်ဖေးဘက်မှာဘယ်သူတစုံတယောက်များရှိနေမလား။ကျွန်ုပ်လည်းနောက်ဖေးဘက်မှာညီသူတစုံတယောက်ရှိနေလို့များခွေးဟောင်နေရသလဲဆိုတဲ့တွေးနဲ့အိမ်တော်ဘေးပြင်ဘက်ကိုထွက်ကြည့်ရှာဖွေနေမိတယ်။ထိုးစင်မှာလှူရှားနေသောတရံရိတ်လိုမတင်ကားပွဲရတွေးလိုက်ရတာကြောင့်အိတ်ခမ်းထဲဝင်ပြီးလက်နှိပ်ဓမီကိုယုံကဟိုဒီလန်းလန်းထိုးကြည့်ပေမင်းလေဘယ်အရိတ်ကိုမှမတွေ့ပါငါစိတ်ထင်နေလို့များလားအဲ့ဒီလိုမျိုးစိတ်ထဲမှာကြိတ်ပြီးတော့မှချက်ချနေမိတယ်ကျွန်တော်လည်းညတာဝန်ပြန်ဝင်ရမှာဖြစ်လို့ဇနီးတွေကိုတကားများတေးချပိတ်ပြီးမှအိတ်ဖို့မှားကြပြီးထောင်ထဲကိုပြန်ဝင်လာလိုက်တယ်ကျွန်တော်မှညတာဝန်မူကြီးတာဝန်ယူထားရတာကြောင့်ညဘက်လုံခြုံရေးကင်းများကိုလိုက်လံစစ်ဆေးနေရတယ်အိတ်ဆောင်များတိုက်ခန်းများစတာတို့ကိုကင်းသမားများအောင်နိုးကြရှိမရှိလိုက်လံစစ်ဆေးနေအားလုံးကိုလက်ပတ်စစ်ဆေးပြီးကျွန်တော်ရုံးတာဝန်ထမ်းဆောင်နေတဲ့အချုပ်ရုံးခန်းကိုဝင်ကချိုရီမန်များကိုမနှက်ဖြန်ရုံးထွက်အမီရုံးထုံးနိုင်ဖို့စပွဲမှာထိုင်စစ်ဆေးနေလေထိုးစဉ်ကျွန်ုပ်မျက်ဝန်းတောင်းနေရမှတစုံတယောက်ဖြတ်သွားတယ်လို့ရုတ်တရက်မြင်လာရတာကြောင့်ဖွင့်ထားတဲ့တကားဘက်မှာအပြင်ဘက်ကိုလှမ်းကြည့်လိုက်မိတယ်ဒါပေမဲ့ကျွန်ုပ်ထင်တယ်လို့တစုံတရာမှမမြင်ရဘူးရုံးခန်းရှိမှရှိတဲ့အမျိုးသမီးဆောင်ကိုကာယံထားတဲ့အုပ်ရိုးမမဲကြီးကိုသာအမောင်တူအောက်မှာမြင်တွေ့နေရတယ်။ကျွန်ုပ်လည်းမနှက်ပြန်ရုံထွက်ရမယ်အချုပ်သမားများအတွက်ချိုရီမန်များကိုနေမြေလန်းချအလိုက်ကိုတရေပင်နဲ့စီးနေတယ်။ရုံးခန်းဝင်ပေါင်းနေရာမှာချိတ်ထားတဲ့ပြက်ကလေးစာရွက်များဟာလေမတိုက်ပါပဲတက်ပြက်လှုပ်ရှားမြည်နေတဲ့တန်ကိုကြားလိုက်တယ်။အလုတ်ထဲမှာအာယုံစိတ်ဝင်စားနေရမှဖြက်ခနဲ့လမ်းကြည့်လိုက်ပေမဲ့လေပြက်ကလေးစာရွက်များမှာတန်ပုံမှာချိတ်ဆွဲထားတဲ့အတိုင်းပကတိငိမ့်သက်နေအောင်တင်များလာနောက်ရှက်နေတာများလားမစီမဆိုင်အတွေးတစ်ချက်ခေါင်းလေးကိုဖြတ်ဝင်လာမနဲ့စောစောလင်းအားကြီးချိန်မှာတော့ကျိုးသမားအောင်တင်ကိုကျုပ်ကိုယ်တိုင်တောက်ဖြုတ်စီးရင်ခဲ့ပြီးဖြစ်တယ်အောင်နေတရားလက်တလောသေးဆုံးသွားခဲ့ပြီး၎င်းရဲ့ဝိညာဉ်မှာမကျွလွတ်နိုင်သေးပဲထောင်ထဲမှာလွင်မျောနေပါသလားလို့စိတ်ထဲကနေတွေးနေမိတယ်ဆရာကျွန်တော်ကိုတောက်ဖြုတ်တတ်ခဲ့တော့ဆရာမအပြစ်တစုံတရာမရှိဘူးလားဘယ်ရှိပါမလဲအောင်တင်ရငါတို့ဝန်ထမ်းတွေဆိုတာနိုင်ငံတော်ရဲ့လစာကိုစားနေတဲ့နိုင်ငံဝန်ထမ်းတွေပြီးအတက်ကအမိန့်ပေးတာတော့တာဝန်အရလောက်ကြရတာပါနနက်ကကျိုးစင်ကြီးပေါ်မှာကျိုးမပေးမိအောင်တင်ကနောက်ဆုံးနှုတ်ဆက်စကားပြောစဉ်အထက်ပါအတိုင်းမေးမြန်းနေတာကြောင့်ပြန်ပြေးကြားခဲ့ခြင်းဖြစ်တယ်အခုတော့ကျွန်ုပ်ကိုယ်တိုင်တောက်ဖြုတ်တက်ခဲ့ရတဲ့အောင်တင်တယောက်မကျွမလွတ်နိုင်ရှာပြီသူရဲ့ဝိညာဉ်ကခုနားစင်ကနေရာမရှိတာကြောင့်ထောင်ဝင်းထဲမှာသွားလာမျောပါနေဟန်တူတယ်ကျွန်ုပ်လည်းအလုံးများကိုလက်ဆောင်သက်ကနနက်ရုံးထွက်ချိန်မှာအစဉ်သင်ဖြစ်နိုင်မှုချိုရီမန်များကိုပင်သူလန်းကြောင်အတိုင်းစီရီထပ်ပြီးစပွဲပေါ်မှာအစဉ်သင်တင်ထားတယ်ဂိမ်းမကြီးပေါ်မှာနာယီမောင်းထိုးဖို့အချက်ပေးတန်ချောင်းခောက်တန်ကိုကြားလိုက်ရပြီးနာယီမောင်းကိုဇက်တိုင်းခောက်နေလေတယ်ဘာလို့နဲ့ညစ်တောင်မှအတော်နဲ့သွားပြီည7 နာရီမောင်းတောင်မှခောက်သွားပြီဒုတိယအကြိမ်ကင်းလေစစ်စီးရအောင်မယ်အလုပ်တွေတိမ်ပြီးကင်းလေစစ်စီးအောင်မယ်လို့တကိုယ်ရေးပြောကရုံးခန်းမီးကိုပိတ်လိုက်ပြီးရုံးခန်းတကားကိုတော့ခတ်လိုက်တယ်
ထောင်ဘူးကအနောက်ဘက်နေရာကအမျိုးသမီးဆောင်ပြီးမြေနီလန်းလေးအတိုင်းအုပ်ရိုးပတ်လန်းပေါ်မှာရှောက်လာနေပြီထောင်အုပ်ရိုးမဲမဲကြီးဘေးမှာဖြတ်ကရှောက်လာနေတယ်လမ်းမှာရှိတဲ့မျောစင်ကင်းများကိုစစ်စင်ရင်ရှောက်လာခဲ့အဲဒီနောက်မှာမျိုးသမီးအိတ်ဆောင်လွန်လာတဲ့အခါလားရောင်အောက်ဝဲကျိုးစင်ကြီးကိုထီထီကြီးတွေ့မြင်လိုက်ရတယ်လေနူအေးများကိုတိုက်ခတ်နေတဲ့ကြားမှာကြောရဲကိုစိတ်ကနေအေးသွားတယ်ဒီကျိုးစင်ကြီးပေါ်မှာမနဲ့စောစောကပဲကျိုးသမားအောင်တင်ကိုကျိုးပေးကွက်မြတ်ခဲ့သည်အခုတော့ကျိုးစင်ပတ်ဝန်းကျင်မှာဘာတမ်းမှမကြားရပဲတိတ်ဆိတ်ငြိမ့်သက်နေတယ်ဟောက်တန်တဲ့တဲ့ကိုနားထဲမှာကြားလိုက်ရတာကြောင့်ဝင်နှန်းတောင်ဝင်ကြကင်းသမားတနေ့ရမှာကင်းမဆောင်မီပုံအိတ်နေတဲ့တူတယ်ဒါကြောင့်ကင်းသမားကိုနှုတ်ဖို့လက်နေဓမီမီးအောင်နေပတ်ဝန်းကျင်တဝိုက်ကိုထိုးကြည့်ရှောက်ပွင့်နေတယ်လက်နေဓမီအလင်းတန်းအောက်မှာကျိုးစင်ကြီးပေါ်မှာတယောက်ယောက်လဲအိတ်နေသလိုပုံစံမျိုးအမတ်မတင်တွေ့မြင်လိုက်ရတယ်ကျွန်ုပ်လည်းမိမိကင်းတောင်ဝင်ချိန်မှာကင်းမဆောင်မီကျိုးစင်ကြီးအပေါ်မှာတက်အိတ်နေတဲ့ကင်းသမားကိုနှိုးမယ်ဆိုပြီးစင်မောတက်တဲ့လှေကားကုံ73ထိပ်ကိုတထိချင်းနင်းလာလိုက်တယ်အဲဒီမှာကျိုးစင်ကြီးပေါ်ကိုရောက်တဲ့အခါလက်ထရလက်နေဓမီကိုထိုးပြီးနှိုးမယ်ပြင်လိုက်စင်မအိတ်နေတဲ့သူမှာပုံစံအင်ကြီးလုံကြီးအဖြူဝတ်ထားတဲ့အကျဉ်းသားတအူးဖြစ်နေဟဲ့မင်းဘာတူလဲကျွန်ုပ်ရဲ့နှက်ကလမ်းမေးလိုက်တဲ့အခါအဲဒီကျင်းသားအိတ်နေရကနေတစ်ဖက်ကိုလှည့်လာပြီးကြီးလိုက်စင်ပါပြီကျွန်ုပ်တကူလုံးလိပ်ပြလွင်မတက်ဖြစ်သွားတော့တယ်အဲဒီကျင်းသားရဲ့မျက်နှာမှာနည်းနည်းဆော့ဆော့အောင်ကျွန်ုပ်ကိုယ်တိုင်တောက်ဖြုတ်တက်ခဲ့တဲ့ကျိုးသမားအောင်တင်ဖြစ်နေတာကြောင့်ကြောင်ရွံထိတ်လန့်သွားခြင်းဖြစ်ပါတယ်ဟင်အောင်တင်မေမြစ်သေးသွားပြီလေဘာဖြစ်လို့ဒီဘိုးမင်းရောက်နေရတာလဲဒါဆိုတေးရလားမသိဘူးအဲဒီလိုမျိုးကျွန်ုပ်ရဲ့နှုတ်ကနေဘလုံးပထွေပြောဆိုနေကျိုးစင်ကြီးပေါ်မှာကြောင်ရွံထိတ်လန့်စိတ်နဲ့ကမန်းကရန်ဆင်းပြေးလာခဲ့ထိုးစင်မှာအင်းဆိုရင်ညမောင်မောင်မဲမဲကြီးအောက်မှာကျွန်ုပ်မှကြောင်းလက်တဲ့ကြောင်အာနေထွက်ပြေးလာစဉ်ဝင်တိုးမိတော့တယ်ဟဲ့ဘာတူလဲအမောင်လေးမှာနှစ်ဦးသာဝင်တိုင်းကြမိပြီတစ်ဖက်လူကအလန်တကြားမိလိမ့်မည်လက်ထရလက်နေဓမီကိုထိုးကြည့်တော့မှကျွန်ုပ်မှန်သိသွားတယ်ဟာဆရာဘလို့ဖြစ်တာလဲငါကျိုးစင်ပေါ်မှာတရဲနဲ့တိုးလို့ကွာဟာမဖြစ်နိုင်တော့ဆရာဘဲမှလဲလာတွားကြည့်မယ်အဲဒီလိုဆိုပြီးစေခွေးကင်းလဲနေတဲ့တက်ကြဆန်ထုံးကပြောနေစေခွေးကင်းတာဝန်ကြတက်ကြဆန်ထုံးမှာသူရဲ့အဲဆေးရှင်ခွေးကြီးကိုအမျိုးသမီးဆောင်တော်ချမ်းစီယိုမှာကြိုးချီထားခဲ့ပြီးလှည့်လိုက်စဉ်အမောင်ထဲမှာကျွန်ုပ်နဲ့တိုးမိကြခြင်းဖြစ်ပါတယ်ဟင်ဘာမှလည်းမရှိပါလားစောစောကလေးတင်မဲ့ပုံစံအင်ကြီးလုံကြီးအဖြူဝတ်ပြီးလက်အိတ်နေတာကွာဟာဆရာလည်းမဖြစ်နိုင်တာပဲဆရာစိတ်ဆွဲနေလို့ဖြစ်မှာပါတက်ကြဆန်ထုံးရဲ့စကားကြောင့်ကျွန်ုပ်စိတ်ထဲမှာဇဝေဇဝါဖြစ်သွားတယ်အေးကွာတော်တော်ထူးတော့မယ်ကျွန်ုပ်မှာကိုယ်တိုင်ကြုံတွေ့မြင်နေပါလိမ့်ရဲ့အစာအနာမမြင်နိုင်အောင်ပျောက်ခြင်းမလားပျောက်သွားလို့စိတ်ထဲမှာအံ့ဩနေမိနနခင်းထောင်ထဲကဂျူတီထွက်လာတဲ့အခါထောင်ကျောင်းဆရာတော်ကြီးကုမာရထံအဲဒီကိစ္စအကြောင်းကိုတွားရောက်လျှောက်တင်ထားကြည့်လေတကားကြီးဒီလိုကိစ္စမျိုးဆိုတာဟိုဗုဒ္ဓမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မမူခင်ကပဲတေလွန်သွားခဲ့ကြတဲ့သူတွေဟာမကျွတ်မလွတ်တဲ့ဘဝကိုရောက်သွားခဲ့ကြတယ်အဲဒီပရလောကသားတွေကမိမိတို့ကောင်းရာမွန်ရာဘုံဘဝကိုရောက်စီဖို့ကိုယ်တိုင်ကုသိုလ်ဒါနမပြုလုပ်နိုင်ကြသူတစ်ပါးတေလွန်သွားခဲ့ကြသူများအတွက်လူဝယ်ဝတ္ထုပစ္စည်းများနဲ့ရဟန်းတန်ကအရှင်သူမတ်များလူရန်ဆက်ကတရားနာအမျှဝေပေးမှအဲဒီကုသိုလ်တို့ကိုတာရုခေါ်နိုင်လို့ရနိုင်မှာဖြစ်တယ်အဲဒီလိုမျိုးမိန့်ကြားပြောဆိုလေကျွန်ုပ်လည်းမိမိနေထိုင်ရာအိမ်စီကိုခဏပြန်လာပြီးဇနီးတဲ့ကိုဖြစ်ပြပုံကြောင်းဆောင်ကပြောပြခဲ့အဲဒီနောက်မှာဇနီးတဲ့နဲ့အတူဆရာတော်ဦးကုမာရထံတင်ငန်းတစုံစက္ကန့်လူရန်မီရေစက်ချကအမျှပေးဝင်လိုက်တယ်တပည့်အောင်တင်ကြီးငါနဲ့မင်းဟာဘာရန်ညိုးရန်စာမှမရှိကြပြီငါတာဝန်အရာဆောင်ရွက်ခဲ့ရတာပဲရှိတယ်ငါပြုသောကံပဲ့တင်တန်းဟာငါတန်ပြန်လာလဲအခုငါပြုတဲ့ကုသိုလ်ဒါနမင်းလည်းရောက်ရပုံဘဝဟာနေငါ့ဘောကိုခွင့်လွှတ်ပြီးတာရုအနုမောဒနာခေါ်ယူပါကွာမင်းလည်းရောက်ရပုံဘဝမှာကောင်းရောင်မွန်ရာရောက်ပါစီကွာအောင်တင်ကြီးအမြအဲ့ဒီလိုမျိုးနှုတ်ကနေရွတ်ဆိုကရေစက်ခွက်ကိုကင်ပြီးအမြပေးဝင်နေလိုက်တယ်ထောင်ချောင်းစင်ရောဦးကူမာရာရဲ့ကြောင်းတင်ငန်းလေးခေါမိုးပေါ်မှာအိမ်မြောင်စုပ်ထိုးတိုက်တန်ကိုပီပီသားသားကြားလိုက်ရနေတယ်အဲဒီနောက်ပိုင်းကျွန်တော်လေးတောင်ဝင်ထမ်းဆောင်နေချိန်မှာဘယ်အနောက်ရှက်ပေးခြင်းမှမခံရတော့ပါ
နောက်ဆုံးညဘက်ကင်းလေစစ်စင်းနေသည့်အခါထောင်ထဲမှကျိုးစင်ကြီးနာစီဖြတ်သွားရတဲ့တိုင်မြည်သည့်အရေးရောင်များမမြင်ရတော့ပင်တိတ်ဆိတ်ငြိမ်သက်နေပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်းလေးရဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်